Okay ဒီနေ့မှာတော့ကျွန်တော်တို့ဘလို့တွေပတ်စံတွေကိုအပြောင်ခိုးပြီးတော့ဘလို့တွေဒီတော့ဝေါ်တောင်းဝ4ရဲ့ wall တွေကိုဘလို့မှတ်သွားမလဲဆိုတော့ဒီနေ့မှာတော့ကြည့်ရှုရမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တင်ဖို့ကတော့ဒီမှာ wall ကတော့အချောင်း20တောင်မှကြံသေးတယ်ပေါ့နော်အဲ့တော့ကျွန်တော်အခုပတ်စံရှိတဲ့လောက်လေးနဲ့နည်းနည်းလောက်ဆက်တင်ထားလိုက်ပြီပေါ့နော်ကျွန်တော်တို့ရှိသမျှပတ်စံတွေကတော့အကုန်ကုန်သွားပြီပေါ့နော်အဲ့တော့ကျွန်တော်တို့ပတ်စံစတင်ခိုးတော့မယ် project ကြီးကတော့စတင်ပါပြီပေါ့ okay ပြန်ကျွန်တော်တို့ခိုးရမယ်ကျွန်တော်တို့ attacking လေးကတော့အခုကျွန်တော်ပြထားတဲ့ attacking တိုင်းလေးပေါ့နော်ကျွန်တော်တို့စပြီးခိုးလို့ရပါပြီ okay ဒီလေးကတော့တိတ်မစိုးပြပတ်စံ3000တောင်ကျော်တယ်ပေါ့နော်အဲ့တော့ပတ်စံပဲအဓိကဆိုတော့ကျွန်တော်တို့ဒီလေးပဲတိုက်ရအောင်ပေါ့နော်Okay ပထမဆုံးအနေနဲ့ကျွန်တော်တို့ wall frame လေးကိုကိုင်ထားမယ်ပြီးတော့လို့ရှိရင်အိမ်သားမှာတစ်လုံးလေးချပေးလိုက်မယ်ပေါ့နော် Okay ကျွန်တော်ပြီးတော့လို့ရှိရင်တော့ giant တွေကိုအကုန်ချပေးလိုက်မယ်နောက်ပိုင်းဒီဘောလေးနည်းနည်းလေးပါနေရွှေချောင်းလေးလည်းကြည့်ပေးမယ်ပေါ့နော်ပြီးတော့ရင်တော့ဘောလုံးလေးတစ်ကောင်ချပေးမယ်နောက်ဘောလို့ရှိရင်ဒီဘက် giant အနောက်ဘက်မှာလည်းဘောလုံးတစ်ကောင်ချက်ချပေးလိုက်မယ်ပေါ့နော် Okay ပြီးတော့လို့ရှိရင်ဒီဘက်ကနေ wall frame ကတစ်လုံးခောက်မယ်ပြီးတော့လို့ရှိရင်ကျွန်တော်တို့ဒီဘက်ကနေ goblin အနေနဲ့ချပြီးတော့ခိုးလို့ရတယ် Okay ဒီဘက်ကနေလည်းစပ်ပြကြလို့ရှိရင်ဒီဘက်မှာ goblin တွေချမယ်ပြီးတော့လို့ရှိရင်ဒီဘက်ကနေအကုန်ချပြီးမှာပေါ့နော် Okay ဒီတိုင်းလေးပဲ9ဝဲ4ဝဲလောက်တိုက်ဝဲလို့ရှိရင်ကျွန်တော်တထေးတောင်ဖြစ်နိုင်တဲ့အထီပေါ့နော်ဂိမ်းထဲမှာပြောတာနော်အပြင်မှာပြောတာမဟုတ်အပြင်မှာတော့မကိုးနဲ့ပေါ့ဗျာအပြင်မှာကိုးရင်တော့တထေးတော့ဖြစ်မှာပေါ့ထောင်းထဲတော့ရောက်ပါတယ် Okay ဒီ attacking လေးကတော့ကျွန်တော်တို့ tower 4မှာပတ်စံနဲ့အကုန်လုံးရချင်တယ်နောက်ဘက် wall တွေကိုလည်းအကုန်လုံး level match ချင်တယ်ပြီးတော့3 star ပါပေါက်ချင်နေတဲ့သူတွေတော့ပေါ့နော်လုံးဝတင့်တော်တဲ့ attacking လေးပဲဖြစ်ပါတယ်Okay ကျွန်တော်တို့အလီစာကတော့3သိန်းနဲ့4000တောင်ရှိဘူးနော်ဂိုးကတော့ကျွန်တော်တို့4000နဲ့3000ပဲရှိ Okay ဒီဝဲပြီးတော့ရင်တော့ကျွန်တော်တို့ wall တွေကတော့အကုန် level max အောင်အဲ့လိုရပြီပေါ့နော်3 star လည်းပေါက်တယ်ပေါ့ပတ်စံရတော့3သိန်းနဲ့တောင်2000တောင်ကျော်သွားပြီပေါ့နော်အဲ့တော့ကျွန်တော်တို့ wall တွေကလည်းနည်းနည်းလေးပဲကျန်တော့တာဆိုတော့ကျွန်တော်အကုန်လုံးအဲ့လိုရပြီပေါ့နော် Okay ကျွန်တော်အဲ့အောင်မြန်မြန်ဆက်ဆန်လေးပဲပေါ့နော်Okay အဲ့ဒါဆိုလို့ရှိရင်ကျွန်တော် wall တွေကတော့အကုန်လုံး max သွားပြီပေါ့နော် Okay ဒါကတော့ wall max သွားလို့ပေါ်လာတဲ့ပုံစံလေးပဲဖြစ်ပါတယ် Okay ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်နေ့ဗီဒီယိုလေးမှာကျွန်တော်ပြန်ပြီးတွေ့ကြမှာပေါ့နော်အားလုံးပဲ bye bye